Hi guys အားလုံးမင်္ဂလာပါကျွန်တော်တို့အခုကာလတွေကတော့ transfer window တွေနဲ့ပတ်သက်တဲ့သတင်းတွေပြန့်လွင့်နေတဲ့ကာလပေါ့ဗျာ transfer window အကြောင်းတွေကိုကျွန်တော်တို့ကြားနေရတဲ့ကာလဖြစ်တယ်ပေါ့နော်အဲ့တော့ transfer window လည်းရောက်လာပြီကျွန်တော်မကြခင်မှလည်းကမ္ဘာဖလားရှိမယ်ပေါ့နော်ဒါပေမဲ့လောဆယ်မှာတော့ကျွန်တော် transfer နဲ့ပတ်သက်တဲ့သတင်းတွေကျွန်တော်တို့အများကြီးကြားနေရတယ်เนาะကျွန်တော်တို့ဒီ Morgan Roger တို့ Julian Alvarez တို့เนาะပြီးတော့ကျွန်တော်တို့Arsenal ခေါ်ယူမဲ့ list ထဲမှာကစားမတော်တော်များရှိပါတယ်เนาะဒီအဓိကတော့တိုက်စစ်နဲ့ကွင်းလယ်အတွက်ပေါ့ဗျာကျွန်တော်နောက်တန်းတော့ဒီရာဒီမှာထူးခြားဘာမှတော့အဖြစ်ဝါထက်အဖြစ်လိမ့်မယ်လို့မထင်ဘူးနည်းနည်းအထွက်ရှိရင်အဝင်တယောက်ရှိမယ်အဲ့လိုမျိုးဟာမျိုးနဲ့ပဲသွားမယ်လို့ထင်တယ်ပေါ့နော်အဲ့တော့ transfer window ရောက်လာပြီဆိုတော့ကျွန်တော်ဒီမနေ့အိယာနိုးလာတော့ကျွန်တော်ဒီဗီဒီယိုမရိုက်ခင်ကျွန်တော်မနေ့တိုင်းအိယာနိုးလာရင်Arsenal အကြောင်းကျွန်တော်တခုခုမဟုတ်တခုတော့တွေးဖြစ်တယ်ပေါ့နော်ဘာလို့ဆိုတော့ကျွန်တော်နေစဉ်ဘဝမှာတော်တော်ရေးပါပြီးတော့အရေးကြီးတဲ့အသင်းမို့လို့ပေါ့နော်အဲ့တော့ transfer အခုကာလ okay ငါတို့ဘလုံးပွဲတွေမရှိတော့ဘူးပေါ့ဘလုံးပွဲတွေမကြည့်ရတော့ဘူး club football တွေမရှိတော့ transfer window ရောက်လာပြီဆိုတော့ okay ကျွန်တော်လည်းဗီဒီယိုတွေပါလောက်တော့ transfer နဲ့ပတ်သက်တဲ့ဟာတခုခုတော့ပြောချင်တယ်ဘာပြောမလဲဆိုပြီးပထမခေါင်းနဲ့ရောက်လာတာချက်ချင်းခေါင်းနဲ့ရောက်လာတာကျွန်တော်တို့အသင်းအိမ်မက်လူမျိုးအိမ်မက်ဆန်ဆန်ဖြစ်ခဲ့တဲ့ transfer တွေကျွန်တော်တို့ငင်းခဲ့တဲ့ကစားသမားတွေပြီးတော့အဲ့ဒီအခြေအနေတွေမှာကျွန်တော်တို့မျက်စပြစ်လို့မရတဲ့တကယ်ကပောင်မှာတိတ်တိတ်ကျဲဖြစ်နေတဲ့ player တွေပေါ့နော်အဲ့အကြောင်းကျွန်တော်ကောင်းနေရောက်လာလွန်ခဲ့တဲ့အာဆင်ဝင်းကလက်ထက်လောက်ပြန်သွားမယ်ဆိုရင် transfer ရောက်ပြီဆိုရင်เนาะကျွန်တော်တို့ဘန်ဇီမာနဲ့အာဆင်နယ်တဲ့တင်းကနှစ်တိုင်းလိုထွက်တယ်เนาะအာဆင်နယ်ဖန်ကြီးကိုဆိုရင်မှတ်မိကြလိုက်အောင်မထင်တယ်เนาะဘန်ဇီမာအာဆင်ဝင်းကရဲ့အာဆင်နယ်အတွက် dream signing လို့တော့ပြောလို့ရတယ်ဗျာသူ transfer window တိုင်းတကယ်လည်းလိုချင်တယ်နာမည်လည်းထွက်တယ်ပေါ့နော်ဘန်ဇီမာနဲ့အာဆင်နယ်ရဲ့တကယ်ဒီ transfer window တိုင်းနာမည်ထွက်တယ်နော်အာဆင်နယ်ပရိသတ်တွေမှတ်မိကြလဲဦးမယ်ထင်ပါတယ်အဲ့တော့ဒါပေမဲ့ကျွန်တော်တို့အတွက်ကဘယ်တော့မှမဖြစ်လာခဲ့ဘူးဆိုတော့ဘန်ဇီမာနဲ့လည်း Real Madrid ကိုကြော်ပြီးတော့အာဆင်နယ်ကိုလာလောက်တဲ့အထိဒီဘက်မှာအသင်းရဲ့ potential အသင်းရဲ့လာရအသင်းရဲ့ future ကစားမတွေမဆွဲဆောင်နိုင်ဘူးပေါ့ဗျာနော်ပြီးတော့ကျွန်တော်တို့ Jimmy Vardy တို့ရှိမယ်ကျွန်တော်ကန်ဒေတို့ရှိမယ်เนาะပြီးတော့ကျွန်တော်ဟီဂူဝင်เนาะဟီဂူဝင်တို့လည်းရှိမယ်အဲ့တော့ဒီကစားမတွေနဲ့အာဆင်နယ်တဲ့တင်းကအဲ့ကာလာတွေမှာတကယ်လိုချင်ခဲ့တာပေါ့ဗျာကျွန်တော်အတွက်ဆိုတော့အဲ့ကာလာတွေမှာဗာဒီလေးများဂျင်မီဗာဒီလေးများရောက်ရင်ကောင်းပါပဲเนาะဘန်ဇီမာလေးများရောက်လာရင်ကောင်းပါပဲဆိုပြီးတော့ကျွန်တော်အနေနဲ့အိမ်မက်ခဲ့တဲ့ကာလာရှိရပေါ့ဗျာလိုချင်တယ်ပေါ့ဒါပေမဲ့ကျွန်တော်အဲ့အချိန်မှာအသင်းရဲ့ဘန်နာရေးရရောကို့အသင်းရဲ့လက်ရှိအနေထားရရောကျွန်တော်တို့အိတ်ကစားမားတွေအိမ်မက်ခွင့်မရခဲ့ပဲね Class B ဒုတိယတန်းစားကစားမားတွေကိုသာကျွန်တော်တို့ရခဲ့တယ် Olivier Giroud တို့เนาะကျွန်တော်တို့ဒီဘက်ခေတ်မှာကျွန်တော်တို့ထပ်ခေါ်တဲ့ player ရှိပါကျွန်တော်ချက်ချင်းကောင်းထဲမှာမပေါ်လို့ဗျာသိရမလားအဲ့တော့အဆုံးကခေတ်ကုန်သွားတယ်မီကေအတီတာလက်ထက်ရောက်လာတယ်တယောက်နာမည်ပြောပါဆိုဒူဆန်ဗလာဟိုပဲပေါ့နော်အတီတာရန်လိုချင်တဲ့တိုက်ဆက်မှုဖြစ်တယ်အတီတာအရန်လိုချင်တဲ့ player ဖြစ်တယ်ကျွန်တော် Fiorentina အနေထင်တယ်เนาะကျွန်တော် Juventus ကိုရွေးချယ်သွား Arsenal ကိုညင်းပြီးတော့အတီတာတော်သဘောကျတဲ့ player ပါအဲ့တော့အဲ့ကာလာတွေမှာတော့ဒူဆန်ဗလာဟိုဘက်တော့လက်ရှိမှာYogres Arsenal ကိုမပြောင်းခင် hype လို့ hype နေရပါဗျာ Yogres ထက်တော့နည်းနည်းပို hype ပါတယ်เนาะ Yogres Sesco တို့ Man U Arsenal မပြောင်းခင်မှာ hype လို့ဗလာဟိုဘက်က hype နေရဗျာဒါပေမဲ့သူ Juventus ကိုပဲရွေးချယ်သွားတယ် Arsenal ကိုညင်းသွားတယ်ပေါ့ဗျာအဲ့တော့ညင်းပဲခံရချင်းဒီကစားမားတွေပဲကျွန်တော်အဲ့တော့အပြစ်နည်းနည်းမြင်လည်းမြင်ပြီပြီးတော့နောက်တစ်ယောက်ကျန်နေ Mudryk เนาะ Chelsea ကိုရွေးသွားတယ်ထားပါတော့အဲ့တော့ကစားမားတွေဒီအာဆင်နယ်ညင်းသွားတယ်မှန်တယ်အာတီတာရဲ့ plan တွေအာတီတာရဲ့ဟိုဟာတွေယုံကြည်အာတီတာရဲ့project တွေယုံကြည်တဲ့ကစားမားတွေရှိတယ်လို့ညင်းပယ်သွားတဲ့ကစားမားတွေလည်းအများကြီးရှိကျင်းနေတာတစ်ခုကတော့အာဆင်နယ်ညင်းတယ်ပေါ့ဗျာဘာလို့ညင်းလဲဆိုရင်လာမကစားချင်လို့ပြီးတော့သူတို့အတွက်လာစားညှိနှိုင်းမှုတွေဘာတွေညာဒီຢာတွေကြောင့်လည်းပါရင်ပါမှာပေါ့ဗျာเนาะအဲ့တော့ထားပါတော့ကစားမတစ်ယောက်ဒီလာစားတစ်ခုတည်းနဲ့အတင်းတင်းကိုပြောင်းတာအခွင့်အရေးတစ်ခုတည်းနဲ့အတင်းတင်းကိုပြောင်းတာတော့မဟုတ်ဘူးဗျာเนาะကျွန်တော်တို့ Declan Rice တို့เนาะအခုကျွန်တော်တို့အတင်းရောက်လာတယ်เนาะ Declan Rice တို့ကျွန်တော် Easy တို့เนาะကျွန်တော်ကြည့်မယ်ဆိုရင်သူတို့မှာတခြား option တွေရှိတယ်စပါးခေါ်တယ် Easy ဆိုရင် Declan Rice ဆို Man City အပြိုင်လိုက်တယ်အားလုံးမှတ်မိကြလိုက်အောင်မယ်လို့ထင်ပါတယ်ဒါပေမဲ့
သူတို့ဒီ Arsenal project ကိုယုံကြည်လို့ Mikel Arteta ရဲ့ project ကိုယုံကြည်လို့သူတို့ဒီ Arsenal ကိုရောက်လာခဲ့တာဗျာပြိုင်ဘက်အသင်းတွေရဲ့ကမ်းလှမ်းမှုမှာလည်းသူတို့ငွေကြေးအဖြစ် Arsenal ထက်မလျော့တော့ကမ်းလှမ်းမှုတွေနဲ့ကမ်းလှမ်းမှာပဲဒါပေမဲ့သူတို့ Arsenal ကိုရောက်လာခြင်းဒီသူတို့ Arsenal ရဲ့နဲ့ Arteta ရဲ့ project ကိုယုံကြည်လို့ရောက်လာတာဗျာနော်အဲ့တော့အဲ့ဒါလည်းထားလိုက်ဒါပေမဲ့ကျွန်တော်ဥစဉ်မှာဗာပြောချင်ရလဲဆိုတော့တစ်ချိန်လုံးကကျွန်တော်တို့မယုံကြည်လာစာတန်းလို့ပေးမယ်ဆိုရင်တော့မယုံကြည်ခဲ့တဲ့ကစားမရှိရယ်ဒီအသင်းဒီစုဖလားတွေကိုကင်မြောက်နိုင်မဲ့ level ကိုမသွားဘူးဆိုတာကိုမရောက်သေးဘူးဆိုတော့ဘန်ဇီမာတော့မယုံကြည်ခဲ့ဘူးဂျင်မီဗာဒီတော့မယုံကြည်ခဲ့ဘူးเนาะကျွန်တော်တို့ဘလာဟိုဘစ်တော့မယုံကြည်ခဲ့ဘူးသိလားအဲ့တော့လက်ရှိအချိန်မှာဒီ transfer ပေါ့ဒီအခုလာမယ်2026 29ပုံလုံးရသည်အတွက် transfer window မှာကြည့်မယ်ဆိုရင်တော့Julian Alvarez တို့ဘာလို့ကတော့ Barcelona ကသူတို့ရဲ့ dream ဖြစ်တယ်ဒါမှမကြိတ်သေးပါဘူး Arsenal လည်းအသေးအတန်တော့ like တယ်ဒါပေမဲ့ Julian Alvarez တို့ဘာလို့အသင်းကို dream နေနဲ့တတ်မှတ်ထားတဲ့ကစားသမားတွေကလွဲလို့တုံနေ okay ငါရဲ့အနာဂတ်အတွက်ငါရဲ့တိုးတက်မှုအတွက်ငါအသင်းကိုဘယ်အသင်းကိုမဆိုပြောင်းမယ်ဆိုတော့ဘယ်ကစားသမားမှ Arsenal အသင်းကမ်းလှမ်းညင်းမယ်လို့တော့ကျွန်တော်မထင်ဘူးလက်ရှိမှာเนาะဘယ်ကစားသမားမှเนาะအဲ့ကစားသမားတွေထဲမှာတကယ်တိတ်ကျဲเนาะကျွန်တော်တို့ထားပါတော့Vinicius တို့Mbappe တို့Haaland တို့ဒါတော့သူတို့ရဲ့စာချုပ်တွေသူတို့ရဲ့လာစာကိစ္စတွေပါတယ်ကြောင့်ပြီးတော့ပြောင်းရွှေ့ဖို့ကလည်းတော်တော်ခက်တဲ့ကိစ္စတွေကြောင့်အဲ့လိုတကယ် elite level အဆင့်1ကနေ9လောက်ပဲရှိတဲ့အဆင့်1ကနေ9ကမ္ဘာမှာအကောင်းဆုံးကစားသမား1ကနေ9အတွင်းဝင်တဲ့ဥမာ Haaland တို့เนาะကျွန်တော် Mbappe တို့ Vinicius တို့ပြီးတော့ PSG နဲ့စာချုပ်ခံခံမှာရှိတဲ့ကျွန်တော် Kvaratskhelia တို့ဘာလို့လောက်ကလွဲရင်အသင်းပြောင်းမှု option ရှိရယ်အသင်းပြောင်းမှုလမ်းဖွင့်လာရဆိုတဲ့ကမ္ဘာပေါ်ကဘယ်ကစားသမားမှ Arsenal ကိုညင်းလိုက်မယ်တော့ကျွန်တော်မထင်ဘူးပေါ့နော်လက်ရှိအချိန်မှာအခုဆိုရင်လည်းကျွန်တော်တို့ Morgan Roger တို့ဆိုရင်လည်းဒါ Premier League ကလပ်အသင်းတော်တော်များများ dream sign နေမယ်ဒါပေမဲ့ Arsenal ကိုပြောင်းမှုလမ်းဖွင့်လာတယ်เนาะကျွန်တော်တို့ Rafaelio တို့ဘာလို့ဆိုရင်လည်း Arsenal ကသူ့ကိုခေါ်နိုင်ပါတယ်ဆိုပြီးတော့သူကိုယ်တိုင်ဟို agent ကတစ်ဆင့်ကမ်းလှမ်းမှုတွေပါလုပ်တယ်ဗျာเนาะအဲ့တော့တကယ်class A ဒါမှမဟုတ်လေ elite level အသင်းပြောင်းမှုလမ်းဖွင့်လာရဲဆိုတော့ကစားသမားတယောက်ရှိမယ်ဆိုရင်အဲ့ကစားသမားလည်းဥပမာ Julian Alvarez တို့ဘာလို့လို့အသင်းကသူရဲ့ဒီအသင်းမှာဒီအသင်း dream ဖြစ်နေတာကလွဲလို့ဘယ်အသင်းကိုမဆိုပြောင်းမယ်ဆိုပြီးလမ်းဖွင့်လာတဲ့ကစားသမားတိုင်းဒီ Arsenal ကိုဒီခေတ်မှာဒီအချိန်မှာတော့ဘယ်သူမှတော့ညင်းလိုက်မယ်လို့ကျွန်တော်အနေနဲ့မထင်ဘူးပေါ့နော်အဲ့တော့ကိုယ့်အသင်းဒီ level ရောက်လာတာကျွန်တော်တော်တော်စိတ်ချမ်းသာဖို့ကောင်းတယ်ပြီးတော့ကျွန်တော်တို့လို့အသင်းက Champions League တွေလောက်ပဲဝင်ပြီးတော့ဖလားကိုမှန်းလို့မရတဲ့ဒီ Arsenal Wenger ရဲ့နောက်ပိုင်းနှစ်တွေ Champions League ရဲ့အပြင်ကပါထွက်ပြီးတော့ Arteta ရဲ့ဒီဘက်အစောပိုင်းနှစ်တွေမှာကိုယ့်အသင်းကိုသားမားတွေလာဖို့ယုံကြည်မှုကင်းမဲ့ကာလတွေကိုဖျက်ဆီးခဲ့တဲ့ကျွန်တော်10စုနှစ်ချီပြီးဖျက်ဆီးခဲ့တဲ့ကျွန်တော်တို့လိုပြည်သက်တွေအတွက်ဒီနေ့ဒီချိန်မှာတော့ကျွန်တော်တို့အသင်းဟာကစားမပဲကစားမမဆိုကောင်းခောက်ပြီးတော့ရွေးခေါ်လို့ရတဲ့ level ကိုရောက်လာပြီဆိုတာကိုစဉ်းစားမိတိုင်းစိတ်ထဲမှာတော်တော်ပီတိဖြစ်မိတယ်လက်ရှိ Arteta နဲ့အသင်းကို support လုပ်နေတဲ့ပိုင်ရှင်တွေเนาะကျွန်တော် Kroenke မိသားစု John Kroenke တို့ဘာလို့အားလုံးရဲ့လက်ရှိအသင်းပေါ်ထားတဲ့စေတနာအသင်းနဲ့ပတ်သက်ပြီးသူတို့ရဲ့မျှော်မှန်းချက်ပေါ့နော်မျှော်မှန်းချက်ကြီးမားပုံပြီးတော့လက်ရှိအသင်းရဲ့ခိုင်မာတဲ့ structure နဲ့ပတ်သက်ပြီးကျွန်တော်အနေနဲ့ကတော့တော်တော်ဝမ်းသာပီတိဖြစ်မိရပေါ့နော်ပြီးတော့အားလည်းရှိတယ်ကိုလိုချင်တဲ့ကစားမဆိုရဲမှန်းရဲတယ်ဗျာဒီကောင်ကြိုက်တယ်အရင်တော့ဆိုရင်မမှန်းရဲနေဦးသိရမလား Luis Suarez တို့ဘာလို့ကျွန်တော်တို့ Arsenal ကိုသိရမလားအကြောင်းမျိုးကြောင့်မရောက်ခဲ့တာတွေပါဝင်ပေါ့ဗျာတကယ်ဒိတ်ကျဲတွေကို potential ရှိပြီးတော့ဒိတ်ကျဲလက်ရှိဈေးကွက်တစ်ခုမှာ hype နေတဲ့ player တွေမမှန်းရဲခဲ့တဲ့ကျွန်တော်အနေနဲ့ဒီချိန်မှာတော့ကျွန်တော်ကြိုက်တဲ့ကစားမကိုကောင်းခေါက်ရွေးချယ်လို့ရတဲ့ level တစ်ခုရောက်လာတာတော့ Arsenal ပြည်သက်တွေနဲ့တော်တော်ဝမ်းသာရမယ်ပီတိဖြစ်ရမယ်အချိန်လို့ကျွန်တော်နေထင်တယ်ပေါ့နော်အဲ့တော့ Arsenal ပြည်သက်တွေ transfer window နဲ့ပတ်သက်ပြီးဘယ်လို trauma ရှိခဲ့ဘူးလဲဘယ်သူ့ကိုလိုချင်ပြီးတော့ဘယ်လိုမျိုးမမှန်းရဲခဲ့ဘူးလဲဆိုတာအကောင်းမှရေးခဲ့လို့ရပါအားလုံးကျေးဇူးတင်ပါတယ် see you guys